ချင်းသေးတကောင်ဥဆောင်တဲ့ဝန်ပလွေစစ်တပ်ကြီးကတဲ့ဝန်ပလွေတကောင်ဥဆောင်နေတဲ့ချင်းသေးစစ်တပ်ကြီးတဲ့ပို့ပြီးတော့စွမ်းအားကောင်းတယ်ဗျာသဘောပေါက်လားဒီဘက်အုပ်စုလေးကချင်းသေးတကောင်ခေါင်းဆောင်ကချင်းသေးရဲရင်နဲ့ပေါ့လေအသေးပဲနောက်ကဝန်ပလွေတွေနောက်လိုက်တွေကဝန်ပလွေတွေကိစ္စမရှိဘူးအဲ့ဒီစစ်တပ်ကြီးကဟောဒီဘက်ကခေါင်းဆောင်ကဝန်ပလွေဖြစ်နေတယ်နောက်ကတော့ချင်းသေးတွေဟုတ်တယ်မလားရှင်းအောင်ပြောရရင်တော့ဘိုလ်လုံးတဲ့လူကတော့ချင်းသေးနောက်ကတပ်သားတွေကဗာလဲဝန်ပလွေတွေအဲ့ဒီတပ်ကပိုအားကောင်းတယ်ဒီဘက်ကတပ်ကတော့ဘိုးကတော့ဘာတော့ဝန်ပလွေနောက်ကတပ်သားတွေကချင်းသေးတွေအဲ့ဒီစစ်တပ်ကသုံးမရဘူးသုံးလို့မရဘူးဘာဖြစ်လို့လဲခေါင်းဆောင်ကအကြီးချင်းညံ့နေတာကိုဟုတ်တယ်မလားဆရာလုပ်တဲ့ပုဂ္ဂိုလ်ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဥက္ကဋ္ဌလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အည်သွေးကိုဖော်ပြနေတဲ့စကားပုံပဲဗျာအဲ့ဒါဟုတ်ပြီလားနော်ဒါကြောင့်မလို့ဗမာစကားပုံရှိရလေအသင်းဖွဲ့တစ်ခုမှာဘိုးတရားရဲဘော်၃ကျိတ်ဆိုရင်တော့သွားပြီတဲ့အဲ့ဒီအဖွဲ့အစည်းမျိုးကဟုတ်တယ်မလားနော်ဘိုးတာယာရဲဘော်၃ကျိတ်ဆိုတော့ပုံမှန်ပေါ့သူကစာရေးဆရာကြီးနာမည်အဲ့ဒါကိုပြောင်းပြောကြတာဘိုးတရားတဲ့ရဲဘော်၃ကျိတ်တဲ့ဘိုးတွေကတရားလောက်ရှိတာခေါင်းဆောင်တွေအတက်တွေကြီးပဲနောက်ကနောက်လိုက်တဲ့ပုဂ္ဂိုလ်က30လောက်ဆိုတော့သွားပြီနော်3ကျိတ်ဆိုတာ30ပြောတာနောက်ကဟိုခေလူငယ်တွေကတော့ကြာမတီးပဲနေဦးမယ်ဟုတ်လားနော်တကြိတ်တို့တမှုတို့တခွဲတို့အဝတ်သားတို့ဆိုတာဗမာပြည်မှာအသုံးလုံးနေဒီခွဲခေလူတွေမသုံးတတ်ကြဘူးဟုတ်တယ်မသုံးဆွဲတတ်ကြတော့ဟုတ်တယ်မလားနော်ဒါကြောင့်မို့လို့ခုနကပုံစံလေးရလဲခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကသိအရေးကြီးတယ်ခေါင်းဆောင်ကချင်းသေးပဲအကုန်လုံးနောက်လိုက်တွေကဝန်ပလွေဖြစ်နေပဲစီအောင်တော့အဲ့ဒီအသင်းဖွဲ့ကကြီးပွားတယ်တိုးတက်တယ်အင်အားကောင်းတယ်လို့ဆိုလိုတာပေါ့ဗျာဟုတ်ပြီလားနော်ဒုက္ခကိုဒုက္ခမှမသိဟုတ်ပါတယ်ဗျာဒုက္ခကိုဒုက္ခမှမသိရဲ့လူသားတွေဥကျော်ရဲ့ဟုတ်ပါဗျာဘာကြကပြောတော့ဒုက္ခပါပဲကွာလူလိုက်ပြောလိုက်ကြလားဒုက္ခပါပဲကွာပြောဘူးလားပြောပါဗျာအိမ်နဲ့သွားပြီးဒီကလာနားထောင်တာဒုက္ခနဲ့အခါနဲ့တို့ဒုက္ခပါပဲလမ်းတွေ့ပြန်ဒုက္ခပါပဲဥသိမပြောဘူးလားပြောပါတယ်ဗျာဟိုအိမ်ကလည်းဒုက္ခရဲ့ဒီအိမ်ကလည်းဒုက္ခရဲ့လမ်းပေါ်လည်းဒုက္ခအင်းမရောက်လို့ဝယ်လို့မကောင်းရင်ဒုက္ခဈေးဥမပေါက်ရင်ဒုက္ခအင်းမဟုတ်ပါတယ်ဗျာဈေးဥမပေါက်ရင်ဒုက္ခကုံရှုံးတာဒုက္ခလိုချင်တာမရရင်ဒုက္ခကြံစီတာမရရင်ဒုက္ခဒါတော့ပဲဒုက္ခပြီမှန်ပါတယ်ဗျာအပေါ်ယံဒုက္ခအင်းမအလကားဒုက္ခဟုတ်ပါတယ်ဗျာဥကျော်ဖေဟာအရင်တော့လမ်းစုံလမ်းမှာလမ်းလေးကညောင်မကြီးမြောက်တကောင်ထိုင်းနေမှန်ပါဗျာပြီးတော့ညောင်မကြီးကလည်းအရိတ်ကကောင်းတော့လှဲသမားရောပခုံးနာသမားရောအဲ့ဒီညောင်မအဝေး